ဒါကြောင့်ကျွန်တော်တို့ရဲ့ Holyland Lark M2 အစ်စ်ပေါ့နော် Campbell version နဲ့လာတယ်ဟာခွာလို့ခက်တယ်ကြိုက်တယ်ဗျာတေးသေးလေးပဲတေးစမိုက်ထဲမှာဒါအကောင်းဆုံး option တွေကတစ်ခုပေါ့နော်ကျွန်တော်တို့စီတက်တာနဲ့ချေပဲဟိနဲ့ transmitter နှစ်ခု receiver လည်းသူက camera အတွက်လည်းပါတယ်ပြီးတော့မှကျွန်တော်တို့ USB-C ရိုးဖုန်းအတွက်ပြီးတော့မှ iPhone အတွက် Lightning receiver ကတော့ရင်ပြောရရင်တော့3ခုအောင်ပါပါတော့ဒါ camera အတွက်transmitter နှစ်ခုချိန်လို့ရပါမယ်ခါလို့ခက်လိုက်တယ်ဟာခါတော့ဗျာကိုလည်းမတုံးဘူးဆိုတော့ဖုန်းနဲ့ပဲကြရိုက်ရောဖုန်းနဲ့ပဲရိုက်မှာဆိုကင်မရာမဝင်နိုင်သေးဘူးပြန်ထည့်လိုက်ပါဦးဗျာပါတော့တဲ့ပြီနောက်မှာအတင်းပေါက်ပေါ့နော်ကျွန်တော်တို့ USB-C နဲ့မိုက်ပြီဒါကျွန်တော်တို့ level မှာဆွဲတဲ့ဟာကျွန်တော်တို့လူတယောက်ကို interview ချင်တဲ့ချိန်ဆိုရင်မိုက်ကိုရိုင်းထိုးပေးစရာမလိုဘူးပေါ့နော်မိုက်ကိုဒီလက်ဆွဲကပ်ပြီးတော့မှသူတို့ဒါကိုဆွဲပေးလိုက်ရင် easy တော့ပြီပေါ့နော်win ဒါတော့8ပါနှခမ်းဟိုဘက်မှာ accessory တွေထည့်ဖို့ဒီဘက်မှာ charging kit မိုက်တော့ပြီဗျတိုက်ရော